ကျွန်တော်တို့အမြဲတမ်းစားနေတဲ့အာလူးကြော်ထဲမှာစီဘလောက်တောင်ပါမလဲဆိုတာကိုတကယ်ချင်းတို့စဉ်းစားဖို့ကြလားမသိဘူးနော်ကဲခုကြည့်လိုက်ကြပါမီးလေးရှိုးလိုက်ရုံနဲ့စီတွေကတဇက်ဇက်နဲ့ထွက်လာတာကိုမြင်ရမှာဖြစ်ပါတယ်ကဲစရှိုးနေပြီနော်တကယ်ချင်းတို့ကြည့်သွားကြပါနော်အဆုံးထိစီတွေတဇက်ဇက်နဲ့ထွက်ကြလာမှာကိုမြင်ရမှာဖြစ်ပါတယ်ကဲအမစီကတော့စားထွက်ဖို့လုံးနေစားကြလာတော့မယ်အိုးအမကဲစီကြလာတော့မယ်နော် Oh my god အမကြလာပြီစီအိုးတကယ်တော့ကျွန်တော်တို့စားနေတာကအားလုံးထက်စီတွေကိုပိုစားနေရတယ်လို့ဖြစ်နေတာနော်ဒီလိုအစီတွေကခန္ဓာကိုယ်ထဲရောက်သွားရင်သွေးတူးနှလုံးသွေးကြောပိတ်တာနဲ့တခြားကျန်းမာရေးပြဿနာတွေကိုဖြစ်စေပါတယ်နော်တကယ်ချင်းတို့ရေ Oh my god ကြည့်ကြပါဦးအစီတွေတဆက်ဆက်နဲ့ထွက်ကြလာတာနော်ဟိုးကျန်းမာရေးနဲ့ညီညွတ်တဲ့စားစရာတွေကိုရွေးချယ်စားရအောင်နော်